ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ရုပ်ရှင်ဇာတ်ကားအညွန့်တစ်ခုလုံးပါပါဇာတ်ကားကကျွန်တော်ကာဖီဆင်းဆိုတဲ့ဒီ2019ကထွက်ခဲ့တဲ့အိန္ဒိယအကားလေးပေါ့နော်အတန်တော်တော်မှရမှာပေါ့နော်ကာဖီဆင်းကျွန်တော်အခုဒီဇာတ်ကားဘာလို့လှုပ်ရှင်လဲဆိုတော့ဒီဇာတ်ကားကပြန်အိန္ဒိယတာမန်ကားတွေလိုပါပဲဒါပေမဲ့အိုက်ကားတွေလိုထင်ပြီးတော့ပဲကျွန်တော်ကြည့်တာပါဒီအမှပေါ့ပါတော့ကြည့်လိုက်ဒါပေမဲ့ဇလန်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပြီးတော့တဘာဝကြတာတွေပါတယ်ဒီကအိန္ဒိယရိုက်တာမဟုတ်လို့ရှိရင်တော့ပိုကောင်းအောင်ပဲပိုကောင်းမယ်ဆိုတာဒီ flow တိုင်းပဲဒီပုံစံတိုင်းပဲဟိုဖြစ်ပါတယ်ဒီပုံစံတိုင်းကိုကြိုက်တာပါပဲဒါပေမဲ့ကျွန်တော်အပရမအိန္ဒိယကားတွေပုံမှန်သိရမလားအိန္ဒိယတွေပုံစံအတိုင်းဆိုရင်မင်းသားအဲ့လိုမျိုးသိမှာဟီးရိုးဆန်ဆန်ကားတာတွေဘာညာတွေအဲ့လိုမျိုးတွေပဲသွားမယ်ထင်နေတဲ့စိုးရင်စီကြီးနဲ့ကြည်နေရတာဗျာအိန္ဒိယကားဖြစ်တဲ့အတွက်ဒါပေမဲ့ဒီဇလန်ကအိန္ဒိယရိုက်တယ်ဆိုပေမဲ့အဲ့ဒါမျိုးစိုးရင်စီမရှိပဲကြည်လိုက်ရင်ပိုကောင်းတယ်ဗျာဒီလားဘာလို့လဲဆိုတော့ဒီကအဲ့ဒါမျိုးတွေမပါလို့မပါတယ်ဒါပေမဲ့ကြည့်ရတဲ့အရာတာကတဘာဝဆန်တဲ့ဘက်ကိုသူကပို့သွားတာအဲ့လိုမျိုးမင်းသားကတော့ဟီးရိုးဆန်နဲ့ဟိုလေချတာလည်းကောင်းတယ်ပညာရည်ချင်းရတယ်တော့လည်းတော်တယ်အဲ့လိုပုံစံမျိုးနဲ့သွားတာပဲဒီဇာတ်ကားမှာကျွန်တော်ကဘာလို့ဒီလိုပြောရတော့တဲ့ဒီအဲ့လိုပုံစံညွှန်းလာတဲ့ဒီအဲ့လိုမျိုးဖြစ်လဲပေါ့နော်ဒါလို့ဆိုဒီဇာတ်ကားမှာကျွန်တော်တချို့ဟာတွေကဒီကျွန်တော်စိတ်ခံစားချက်တွေရှုပ်ထွေးပြီးအဲ့ဒီမှာဘယ်လိုပြောတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေရှိသွားတယ်ဗျာဒီလေအားကြောင့်ဒီဇာတ်ကားပေါ်မှာနည်းနည်းလေးကျွန်တော်တည်းထူးခြားတဲ့ဇာတ်ကားတစ်ကားဖြစ်သွားတယ်အားကြောင့်ဒီဇာတ်ကားကိုညွှန်းချင်တာပေါ့နော်မကြည့်ရသေးဆိုရင်ကြည့်လိုက်ပါဒီမင်းသားရဲ့ချစ်ကန်ပုံစံနဲ့ဇလန်နဲ့အချစ်ကိုပြထားတဲ့အရာနဲ့ဒီတေးဂီတာနဲ့ကလာကားတွေကအဲ့ဒါတော့ပြောစရာမလိုပါဘူးဒီဒရာမာချိုးတဲ့အပိုင်းတွေကကလာကားတွေအရန်ကောင်းဒီကတော့မနေ့ပူတဘာဝကြာသွားတာပေါ့နော်အရင်လုံးကိုအရန်စင်းတွေအရန်ဆွဲပြတာဘာညာအဲ့လိုမျိုးကြီးတော့တိတ်မရှိဘူးကောင်းတယ်ဗျာဒီလားအဲ့လိုမျိုးတွေမှာပါတယ်နော်ကလာကားအဲ့ဒါမျိုးတွေပါလို့ဒရာမာအရန်ဆွဲလို့မကြိုက်တာဗျာဒါပေမဲ့ဒီကတော့ကျွန်တော်ကြည့်ဖြစ်ပြီးတော့တကယ်ကြိုက်ခဲ့ကျွန်တော်အခုဇလန်ကိုစပြောတော့မယ်ဟိုစပိုင်လာပါမှာဆိုလို့ဟိုစပိုင်လာပါမှာပဲပါမှာဆိုတော့ကိုယ့်ကိုကြည့်တယ်မကြည့်တယ်ကိုယ့်ကိုဆုံးဖြတ်ပေါ့နော်ကျွန်တော်အခုဇလန်ကိုစပြောဒီကဖီဆင်းရဗျာဒီကောင်အဲ့ကောင်ဘယ်လိုပြောရမလဲဒီကောင်မင်းသားတော်တယ်ဗျာဒီလားစားလဲတော့အသွားနေတော်ဘောလုံးကန်တာအစားအကုန်တော်တယ်ချတာတယ်ဘာညာတော်တယ်ပေါ့နော်တရက်ကြတာ pretty ဆိုတဲ့ကျောင်းပါပေါ့နော်အဲ့လိုတော်တာပေါ့ pretty ဆိုတဲ့ကောင်မလေးကဒီသူ့ရဲ့မိဘတွေကသူ့အနေငယ်တဲ့သဘောလေးပေါ့နော်စောင်းရှောက်ပေးပါညီကောင်မနှမလို့ဘာညာပေါ့အဲ့ဒါကိုဒီကောင်ကသူ့အတန်းငယ် pretty ဆိုတဲ့ကောင်မလေးကိုပေါ့နော်ဘယ်လိုပြောရဖြားရောက်နေလို့ပဲပြောမှာပေါ့ဗျာကျွန်တော်အဲ့ဒါကိုမကြိုက်ဘူးဒါရုပ်ရှင်စံစံမို့လို့ကြည်ပေးလိုက်တယ်ကြည်ရတာပေါ့နော်အဲ့ဒါစာဟိုတင်တီတင်ပေးနေပေါ့နော်ကောင်မလေးကိုပြတင်လို့ဟိုအတန်းကြီးတယောက်နေတယ်သူအဲ့လိုမျိုးသူနဲ့ကြိုက်သွားဘယ်လိုပဲကြိုက်သည်ဖြစ်သည်ပါကောင်မလေးပဲသူတကယ်ကြိုက်ပါချစ်ကြိုက်တော့ဒီနှစ်ယောက်နဲ့တယောက်တကယ်ကိုချစ်ကြိုက်ခဲ့တယ်ချစ်ကြိုက်ခဲ့ပြီးအဲ့အချစ်ဇလန်းလေးဖြစ်သွားတယ်ပေါ့နော်ဇလန်းစတော့အသေးကွဲနေတာကိုဒါကနောက်ကြောင်းပြန်တာအဲ့လိုပုံစံမျိုးချစ်ကြိုက်သွားပြီးအချိန်မှာတော့ဘာဖြစ်သွားလဲဆိုတော့သူတို့နှစ်ယောက်ချစ်ကြိုက်တယ်တွဲနေကြတယ်ချစ်ကန်းကြက်ခန်းတွေရောအရင်တဘာဝလဲကြရိုမန်တင်လန်ဆန်တယ်ဗျအဲ့ချိန်မှာဗျာနေဝင်းကြီးကဆိုင်ကိန်းစီးလာပြီးတော့ကောင်မလေးကိုလာခေါ်ရတယ်အဲ့ခန်းနေလည်းပါတယ်အဲ့လိုမျိုးပေါ့သူချစ်ကန်ကြက်ခန်းတွေပါတယ်ဗျာတရက်ကြတော့နောက်ဆုံးကြတော့ဒီနှစ်ကြာပါပြီပေါ့နော်ကျောင်းတွေပိုင်းလဲဟိုတနေ့တည်းပြီးသွားအချိန်မှာသူ့ pretty ရဲ့မိဘတွေဒီကောင်ကသဘောမတူဆိုတော့ဘာလို့သဘောမတူလဲဆိုတော့တင်မလားဝါဆောင်ရှောက်ခိုင်းတာဒီကောင်ပုံစံကလည်းအဲ့လိုဒီကောင်စိုးတယ်ဗျာဒီလားတစရိုးစောက်ကနေနဲ့ဆန်တယ်တဲ့မှာပါတော့ဟိုကမိဘတွေကမကြိုက်တော့မပေးစားဘူးဗျာမပေးစားအဲ့လိုမျိုးဖြစ်တယ်မပေးစားအဲ့လိုဖြစ်တော့ဒီကောင်ကလည်းညှိသူ့အိမ်ကောင်မလေးအိမ်ကြီးလိုက်ညှိဟိုကလည်းသဘောမကျဒီကောင်ရွှေကောင်မလေးစကားတွေများဘာနင်းငါတို့နှစ်ယောက်ကြိုက်ခဲ့တော့နင်းခုစီကမင်းမိဘကြီးကြောင်းတော့ဟိုကဖြစ်မလားဘာဖြစ်ညာဖြစ်လားအာယုံနေတော့ချစ်သူနှစ်ယောက်အဲ့လိုမျိုးဖြစ်ပြီးတော့ဒီကောင်ကမဆိုင်ပေါ့နော်လူငယ်ဆန်ပေါ့ဒီကောင်အဲ့လိုသွားပြီးတော့ဆေးသွားတုံးဘူးဆေးသွားတုံးအဲ့ကာလာအမှန်တမ်းပြောရင်အဲ့ဒါကြီးကတော့မလုတ်တင်ပြသေးလားတဏ္ဍာတခုအဲ့ချိန်မှာအဲ့လိုမျိုးကြီးကတော့လုံးတော့မလုတ်တယ်ရှောင်းတိုင်းဆိုတာထက်တယ်မလားအဲ့လိုဆေးတုံးလိုက်တာမလုတ်တယ်အဲ့ချိန်မှာဒီကောင်ဆေးတုံးလိုက်ဆေးတုံးကြီးဖြစ်ချင်တော့ overdose ဖြစ်သွားလုံးဝဟိုတယ်မလားမူယူကွဲဟိုဖြစ်သွားမေ့သွားတယ်ပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကောင်မလေးကတော့ကြိုးစားရှာပါဒါပေမဲ့ဒီကောင်အဲ့ဒါကြီးမသိဘူးဒီကောင်နိုးလာအချိန်မှာကောင်မလေးလက်ထပ်ပြီးသွားပြီအဲ့ဒါကွယ်သူကနာကြီးသွားပြီးတော့သူကခွေးလေးနာမည်ဟိုအစား pretty ဆိုပြီးနာမည်ပေးပြီးတော့ဒီကောင်အဲ့လိုရွက်တိုင်နေအဲ့ဇလန်းစားအဲ့လိုဖြစ်နေအဲ့လိုရွက်တိုင်ပြီးတော့ဆရာဝန်ဆိုပြီးခွဲကန်းနေမှာလဲ
ရက်တော့ပြီးဝင်လို့ဝင်အနေရမ်းများဗျာတည်မှာဒါတွေကပြန်လာတန်တော့ပြန်လာတကယ်တက်ဝိုင်းခင်တိုင်ပတ်မဲ့အရာတွေပေါ့နော်အဲ့လိုရွက်တိုက်ပြီးကောင်လှုပ်နေပောက်ရပေါင်းဆိုမိမတွေတွေ့တယ်မိမတွေနဲ့အိမ်အောင်ရှိမရှိအားမှုတွေလည်းမတိတ်မဟောဖြစ်ဘူးတည်မလားအကုန်လုံးကလိုက်ပြီးတော့တည်မလားအဲ့လိုလိုက်အိတ်နေရပေါ့နော်အဲ့လိုမျိုးတွေလည်းလှုပ်မင်းသမီးတွေရုပ်ရှင်မင်းသမီးတွေရစားလိုက်အဲ့လိုမျိုးတွေရွှဲပြီးတော့နေချင်းလိုနေတာပေါ့အဲ့လိုမျိုးနေနေဟိုဘက်ပရီတီကတော့တကယ်ကြိုးစားခဲ့တာပါဒီကောင်အဲ့ overdose ဖြစ်နေတဲ့အချိန်မှာမရရအောင်ပေါ့နော်ဟိုလက်မထက်ဖြစ်အောင်သူအတတ်နိုင်ဆုံးအိမ်ရထွက်ပြေးတာဘာညာလုတ်ခဲ့ဒါမှဒီကောင်အဲ့ဒါတွေကိုမသိရဲနဲ့သူအဲ့လိုမျိုးကြတော့ဇလန်းရဲ့အနှစ်သာရပေါ့နော်ကျွန်တော်ပြန်ခံစားရတဲ့အရာတခုအဲ့ဥစားကြတော့အဲ့ကောင်မလေးအိမ်အောင်ကြာသွားပြီ3လလောက်ကြာသွားပြီအဲ့လိုမျိုးဝါဖြစ်တဲ့အချိန်မှာအပန်းညံလေးတခုမှသူ့ကောင်မလေးကိုတွေ့တဲ့အချိန်မှာသူ့ကောင်မလေးကဘိုက်ကြီးနေတော့ဒီကောင်ကဘာဖြစ်သွားလဲဆိုဟာအဲ့ချိန်ကျမှအချစ်စိတ်ရဲ့တဟုန်လို့လာတက်ကောင်မလေးနေရတယောက်ဆောင်နေအဲ့ပရီတီနေရတယောက်ဆောင်နေမင်းသမီးကတော်တော်လေးကိုတနာဖို့ကောင်းပြီတော်တော်လေးကိုချစ်ဖို့ကောင်းတာအဲ့နေရာလေးမှာမျက်နှာလေးနဲ့အဲ့လိုမျိုးဒီကောင်လည်းအဲ့နေရာမှာတယောက်ဆောင်နေအောင်ရွေးတာအရန်လိုက်ဟိုကောင်လည်းလုံးဝချစ်ကန်ကဇရိုးစောက်ကန်နဲ့လုံးဝအဲ့လိုကောင်မျိုးအဲ့ချိန်မှာဒီကောင်မြင်လိုက်တဲ့အချိန်မှာဒီကောင်အချစ်တွေကမြင့်တက်လာပြီးဒီကောင်ကြောမယ်ပေါ့နော်အဲ့ဖိုက်ကြီးကိုတော့ခေါ်သွားမယ်ကွာသူအဲ့စိတ်ကူးနဲ့ကောင်းမလေးနောက်သွားပြီးတော့အဲ့ဖိုက်ကလည်းဘာမှမဖြစ်ဘူးလေအသားတုံးတက်ပဲတဲ့ဟာကျူးဆိုင်ပေးမယ်နော်အသားတုံးတက်ပဲဘာညာတော့အဲ့လိုမျိုးပြောတာပေါ့နော်ပါဇက်တက်ရှိရဒီကောင်ခေါင်းထဲမှာနည်းနည်းမှော်နေပြီတဲ့မလားဒီကောင်မလေးမခွဲနိုင်သူ့ရဲ့မျက်နှာသူ့ပုံစံတွေမြင်ရပြီသူတက်တက်လုံးဆိုရတယ်ဗျာတဲ့အချိန်ကြီးနှစ်နဲ့ချီချစ်လာခဲ့တဲ့မိန်းကလေးတယောက်ကဘယ်လိုပြောဘာမဟုတ်တဲ့ကောင်တကောင်3လလောက်အဲ့လိုမျိုးအိမ်အောင်ကြတာလောင်းနေတယ်သူကမရဘူးနော်ဘိုက်ကြီးလည်းမရဘူးပေါ့နော်သူရည်စူးခဲ့ပြီးတော့သူတဘွားလုံးလည်းရည်စူးခဲ့တဲ့မိန်းကလေးတယောက်ဆိုအဲ့စီကူနဲ့သူကအဲ့လိုမျိုးလိုက်ခဲ့ငါနဲ့သူလိုက်ခဲ့ပေါ့နော်ဒီကလေးလည်းငါတောင်းဝင်ယူလို့ရတယ်ဒါပေမဲ့ဒီကောင်ပတ်စံတွေမှာအသားတုံးကိုပြောလိုက်တာလားအဲ့လိုမျိုးပြအဲ့ချိန်မှာကောင်မလေးကသူ့ကိုကြည့်ပြီးကောင်မလေးချိန်မှာသူကဘိုက်ကြီးနေတဲ့အချိန်မှာသူကပေါင်လေးရှေ့လေးမှာဒူးလေးထောက်ပြီးလာတဲ့အချိန်မှာသူ့ကိုကြည့်ပြီးကောင်လေးကပိုင်းနာလေးပဲပိတ်ရတယ်ပိုင်းနိုင်ပိတ်ရပြီးခုချိန်ညမှာလာတယ်ပေါ့နော်ဘာညာအဲ့လိုပြောတာအဲ့လိုမျိုးဗျာကျွန်တော်အဲ့ပြောချင်တာအဲ့ဒီနေရာပဲဗျာအဲ့လူတွေရောအဲ့လိုမျိုးဆုံးဖြတ်မလားပေါ့နော်ဘာလဲပေါ့ဆုံးဖြတ်ရဲလားဗျာအဲ့လိုမျိုးသိလားကိုချစ်တဲ့မိန်းကလေးတယောက်ဖိုက်ကြီးနေသူများတော့ဖိုက်ကြီးနေဗျာသိလားအိမ်အောင်လဲကြာနေအဲ့လိုလှုပ်ရဲလားပေါ့နော်အဲ့လိုလှုပ်တင်လားပေါ့ဒါပေမဲ့ကျွန်တော်ကဒီဇလန်ကြီးတဲ့အချိန်မှာဒီကောင်လေးချစ်ကြိုက်ခဲ့တဲ့အရာတွေကလာကားရဲ့ဒီပြသနိုင်တဲ့အရာတွေနဲ့ပြသခဲ့ရဗျာသိလားသူတို့နေရဲ့အချစ်ကိုအဲ့ဒါတွေကိုမြင်တွေ့ပြီးတဲ့အချိန်မှာဒီကောင်နွားကြခံတယ်ဆိုတော့နွားကြခံလိုက်ပေါ့ဗျာဘာလို့လဲဒီကောင်ချစ်ခဲ့တာပဲကျွန်တော်ပြောနေတာရည်စူးခဲ့ပြီးသွားပြီတော်တော်ဟုတ်တယ်မလားကျွန်တော်အဲ့နေရာမှာကျွန်တော်ကိုယ်တိုင်ကငုံကလည်းတစ်ခုပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတော်တော်ရွခံစားလိုက်ရဘိုက်ကြီးနေတဲ့လူကိုအဲ့လိုမျိုးခေါ်သွားတယ်ဆိုတဲ့စိတ်ဓာတ်မျိုးอ่ะကျွန်တော်အနေနဲ့တော့ဘယ်လိုပြောရမလဲအားပေးရမလားအားပေးရကျွန်တော်မပြောချင်ဘူးဗျာဒါပေမဲ့အဲ့လိုမျိုးဗျာကျွန်တော်အဲ့ဒါစိတ်ခံစားချက်ရှုပ်ထွေးမှုအမှဖြစ်သွားတယ်ပေါ့နော်ဒါကတဘာဝဆန်တယ်ဗျာတကယ်တမ်းဆိုရင်အချစ်တွေကအဲ့လိုဖြစ်တတ်ပါတယ်ကျွန်တော်အဲ့လိုမျိုးတွေဖြစ်တတ်တဲ့အရာတွေလည်းကျွန်တော်သိတယ်ဗျာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ဒီဇလန်ထဲမှာတော့ရုပ်ရှင်ဆန်သွားပြီဗျာကံကောင်းသွားတဲ့အရာလေးပေါ့နော်ရုပ်ရှင်ဆန်သွားဆိုတော့ပြင်မာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါနည်းနည်းဆန်တယ်လို့ပဲပြောချင်တယ်ဗျာဘာလို့လဲဆိုတော့ဘိုက်ကြီးနေတဲ့ဘိုက်ကသူ့ဘိုက်ဖြစ်နေတယ်ဒါပေမဲ့သူတို့နှစ်ယောက်ကဒါပထမဆုံးချိန်လည်းမဟုတ်ဘူးဗျာသိတယ်တကယ်တမ်းဆိုရင်တော့ချစ်သူတရန်တခြားသူကနေနှစ်ပေါက်နေတဲ့အတွဲတွေကတည့်တဲ့အတိုင်းပဲအဲ့လိုမျိုးဆိုတော့ဒီနောက်ဆုံးကြမှာဟိုလက်ထက်ကနေကြမှာသူတို့ဘိုက်ကြီးလာတဲ့ဘိုက်နဲ့အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါထူးခြားတာဒီကောင်ကလည်းသူ့ဘိုက်မှန်တော့သိထင်လည်းမထင်သိတော့မသိဘူးဆိုတော့အဲ့ကြမှာသူ့ဘိုက်ကြီးဖြစ်နေရတယ်ဖြစ်ပြီးတော့သူတို့နှစ်ယောက်ကကောင်မလေးကလည်းအဲ့လက်ထက်ခဲ့တဲ့ကောင်နဲ့အတူမနေခဲ့ဘူးသူရှင်းပြမနေခဲ့ဘူးပေါ့နော်3လဒီဂျားရလာတဲ့ကောင်တော့ဒီဘက်အဆောင်မှာပဲပေါ့နော်ငါအိမ်ရလဲငါဆွန့်ပစ်ထားတဲ့ပုံစံနဲ့သူအဲ့ဒီအဆောင်မှာပဲသူနေနေရပေါ့အဲ့ပုံစံမျိုးဇလန်အဲ့တော့သူပိုင်နဲ့သူကောင်းမလေးလည်းပြန်ရတာပေါ့နော်အဲ့လိုလေးစသိမ်းသွားတာဒါပေမဲ့ဒီဇလန်နဲ့မှာအဲ့ဒီအတွေးခေါ်နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်မေးချင်တာအဲ့လိုကိုရိုင်းအောင်အဲ့လိုမျိုးကိုကောင်မလေးနဲ့ကိုကောင်မလေးကဖိုက်ကြီးနေပြီဗျာသူများတယောက်နဲ့ဖိုက်ကြီးနေပြီဗျာသူများနဲ့လည်းအဲ့လိုမျိုးအတင်းပေးသားနေလက်ထက်နေဖိုက်ကြီးထွက်လာမှကိုရိုင်းအောင်အဲ့လိုမျိုးခိုးပြေးဖို့
စိတ်ကူးဘူးလားပေါ့နော်ကြုံဘူးလားပေါ့ဒါလို့ဖြစ်ခဲ့ရင်ရောအဲ့လိုမလုပ်မှာလားပေါ့နော်ကျွန်တော်အဲ့လိုမေးချင်ကျွန်တော်ပြောချင်တာဇလန်ဒီလောက်ပါပဲဗျဒါပေမဲ့ဒီဇလန်တကယ်ကောင်းပါကြည့်လိုက်ပါ